ဒီနေ့ရာဒီဥစ္စာကျွန်တော်တားရဒီနေ့ဒါမဲ့တားရဆိုပေမဲ့အပူချိန်ကဒီမှာဒီ40 degree Fahrenheit ပဲရှိပါတယ် degree Celsius ဆိုရင်တော့6လောက်ရှိမယ်ဒါမဲ့အဲ့အပူချိန်ဆောင်းတွင်းအတွက်တော့မအေးဘူးလို့လည်းပြောရပါမယ်ပဲတော့လေးတိုက်တယ်အခုကိုယ့်ရဲ့နောက်မှာကျွန်တော် Michelle ကိုသွားပါမယ် Michelle ဆိုတာဗတိဆိုင်မှာဒီ New York City မှာဖွင့်ထားတာကသူကဒါပိုင်းမပြည့်သေးဘူးထင်တယ်ဒီစမှာတော့ကမစဖွင့်တာဆိုတော့ကျွန်တော်ထင်2ပတ်ကျော်လောက်ပဲရှိမှထင်တယ်ဒါမဲ့စဖွင့်ကြရအခုတည်းကလူကတန်းစီနေရတော့မှာဒါမဲ့သူ့အေးကဘာကောင်းလဲဆိုတော့ဈေးပေါ်ပါနော်ဘာချောင်းဈေးပေါ်ပြောရလဲဆိုတော့ဒီမှာတာမန်အေးတစ်ခွက်ကို10ကျပ်နဲ့10ကျပ်လောက်ပေးနေတဲ့အချိန်မှာသူတို့ရဲ့အစေးကြီးဆုံးအေးက5ကျပ်တော့မကျော်ဘူးထင်တယ်ကျွန်တော်တင်တော်တော်ဈေးပေါ်ပါအဲကြောင့်တော်တော်တန်းစီရပါတယ်တော်လိုက်ပါမယ်တတကျွန်တော်ကျွန်တော်အခုဝယ်လို့ပြီးပါပြီဒါပေမဲ့7မိနစ်လောက်တော့စောင့်ရအောင်တော်တော်မြန်ပါတယ်သူအဲ့လောက်လူများတော့သူတို့မြန်လေးလောက်နိုင်တယ်ပေါ့နော်တန်းစီရနေပါဆိုလို့ရှိရင်ကျွန်တော်2မိနစ်10မိနစ်လောက်ပဲစောင့်လိုက်ရတယ်ဆိုတော့ကျွန်တော်အခုskin care တော့ဝယ်လိုက်ပါဦးမယ်ကျွန်တော်အိမ်မှာ master တုံးလို့မရှိရနဲ့ master ဝယ်လိုက်ပါဦးမယ်အခုကျွန်တော်ဝယ်လို့ပြီးပြီပေါ့နော်ပြီးတော့ကျွန်တော်အလုပ်မှာစားဖို့တော့ခုတော့ဝယ်ပါမယ်ဒီဆိုင်မှာကျွန်တော်ဝယ်လို့ပြီးပါပြီကျွန်တော်လောက်တော့ပါရမယ်လောက်တော့ကျွန်တော်တင်15မိနစ်ပဲချိန်ရပါတော့တယ်ဒါစီးပါလေပါတော့ပတ်တိလောက်ပဲကြာမှာစပင်းဒါတော့ကျွန်တော်ဝယ်လာတဲ့ပစ္စည်းပါကျွန်တော် serum တပူးဝယ်လာတယ်ပြီးရင်ရှိမစေကသူက9ချက်ယူလို့ရှိရင်9ချက်လက်ဆောင်ရလို့ကျွန်တော်9ချက်ရယ်ပြီးရင်လက်ဆောင်နောက်ထပ်9ချက်စုစုပေါင်း10ချက်ပါဒါကတော့ hand cream ပါပြီးရင်ကျွန်တော်မီရွှဲနေပြီးတော့ရေခဲမုတ်တပူးဝယ်လာတယ်ရေခဲမုတ်က soft stuff ပေါ့နော်ပြီးရင်နောက်ထပ်တစ်ခုကတော့သူတို့ရဲ့နာမည်ကြီး lemonade ပါကျွန်တော်ရဲ့နေ့လည်စာအတွက်ကတော့ကျွန်တော် kimchi fry ကိုဝယ်လာပါတယ် That looks so good. All right. က
Bro, it looks so chopped. What the hell? Stop. I hate looking chopped. So tough. I look like a penguin. Hi everyone, welcome to CPC. The shit. No. Make it beat. Fucking nutty. Talk to me. You're nutty. Yeah, I like that beat. You beat. Okay. Bye. Hottie. Shit. Close door. The shit. So we finish. It's time to go home. Yay! Be all right.